သောတာပန်အနာဂံအစရှိရဲ့အရိယာ၄ပါးအကြောင်းလူငယ်များနားလည်အောင်မိန့်ကြားပြီးတော်မူပါရှင်ဗျာ သောတာပန်တဂရခံအနာခံယဟန္တာလို့အရိယပုဂ္ဂိုလ်၄ဦးရှိတယ်ပေါ့နော် မှန်ပါဗျာ အဆင့်၄ဆင့်နဲ့ပတ်သက်ပြီးတော့အမိနာမခွဲထားတာဖြစ်တယ်သောတာပန်ဆိုတာသောတာပန္နလို့ပါဠိစကားကနေပြီးတော့ခေါ်တဲ့စကားဖြစ်တယ်အဓိပ္ပာယ်ကဘာလို့ဆိုတာသောတာဆိုတာရှည်စည်းချောင်းကိုပြောတာဖြစ်တော့ဒီမှာတော့နိဗ္ဗာန်လမ်းကြောင်းလို့အဓိပ္ပာယ်ရတယ် မှန်ပါဗျာ အာပန္နဆိုတာရောက်တာနိဗ္ဗာန်လမ်းကြောင်းနဲ့စတင်ဝင်ရောက်သူဆိုတဲ့အဓိပ္ပာယ်ရှိတယ်သူ့ရဲ့အဓိပ္ပာယ်ကနိဗ္ဗာန်သွားတဲ့လမ်းကြောင်းတွေကိုစတင်ဝင်ရောက်သူအဲ့တော့နိဗ္ဗာန်သွားတဲ့လမ်းကြောင်းဆိုတာဘာလို့ဆိုရင်သစ္စာပြဟောတဲ့မေဃသစ္စာလို့ဆိုရတဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုပဲခေါ်တယ် မှန်ပါဗျာ အဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားဆိုတဲ့လမ်းကြောင်းတွေကိုစတင်ဝင်ရောက်သွားတဲ့ပုဂ္ဂိုလ်အဲ့လမ်းကြောင်းတွေကိုဝင်ရောက်သွားတယ်ဆိုတာဟာနိဗ္ဗာန်နဲ့နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်အပေါ်မှာအမှန်မြင်ခြင်းနဲ့တန်တရားကင်းခြင်းဆိုတဲ့အခြေအနေနှစ်ရပ်ကိုရရှိသွားတယ်အမြင်မှန်သွားပြီဒိဋ္ဌိဆိုတဲ့မာရွတ်တဲ့အမြင်ကိုသူဖယ်ရှားလိုက်နိုင်တော့တကယ်ကိုမှန်ကန်တဲ့အမြင်တစ်ခုရသွားပြီ မှန်ပါဗျာ အဲ့ဒီလမ်းကြောင်းအပေါ်မှာတန်တရားဆိုတဲ့ဝိသိကိစ္စလည်းကင်းသွားတယ် မှန်ပါ ဒါကြောင့်မို့ဒိဋ္ဌိနဲ့ဝိသိကိစ္စဒိဋ္ဌိဆိုတာလမ်းကြောင်းအမှန်သို့မဟုတ်သစ္စာလေးတိုင်းကိုမသိဘဲနဲ့မှားယွင်းနေတဲ့အမြင်တစ်ခုကိုဒိဋ္ဌိလို့ခေါ်တယ် မှန်ပါဗျာ နိဗ္ဗာန်ရဲ့အကြောင်းတရားတွေအပေါ်မှာရှုံးမတန်တရားဖြစ်နေတာဝိသိကိစ္စလို့ခေါ်တယ် မှန်ပါဗျာ အဲ့ဒီဒိဋ္ဌိနဲ့ဝိသိကိစ္စရှင်းရှင်းပြောရမယ်ဆိုရင်သောတာပန်ဖြစ်သွားတယ်ဆိုတာရှင်ထဲကအသိဉာဏ်ရဲ့ဆန့်ကျင်ဘက်အသိဉာဏ်ကိုဒီဖုံးကွယ်ထားတတ်တဲ့ကိလေသာနှစ်ခုကိုရှင်းလိုက်နိုင်သည့်အတွက်ကြောင့်သူဟာနိဗ္ဗာန်နဲ့နိဗ္ဗာန်ရဲ့အကြောင်းအကျင့်တရားပေါ်မှာလုံးဝလက်ခံသွားတဲ့ပုဂ္ဂိုလ်မြင်ရှိတဲ့ပုဂ္ဂိုလ်သောတာပန်လို့ခေါ်တယ် မှန်ပါဗျာ ဒုတိယအဆင့်ပုဂ္ဂိုလ်ကြတော့တက္ကတံခံလို့ခေါ်တယ်တက္ကတခံဆိုတာပါဠိစကားအစစ်အမှန်ကတက္ကတာဂါမိလို့ခေါ်တယ်အဲ့ဒီအဆင့်ရောက်သွားလို့ရှိရင်ကာမဂုဏ်အာယုန်တွေနဲ့ပျော်တဲ့ရပ်ဝန်းလို့ခေါ်တဲ့ကာမဘုံကိုသူတစ်ချိန်ပဲလာတော့မယ်တကယ်တရားဓမ္မနဲ့ပျော်မွေးတဲ့အဆင့်ကိုရောက်သွားမယ်တစ်ချိန်သာပြန်လာသူလို့အတိပ္ပယ်နဲ့တက္ကတာဂါမိလို့ခေါ်တယ် once returner လို့အင်္ဂလိပ်လိုပြန်ကြတယ် မှန်ပါဗျာ တခါပဲဒီကာမဘုံဆိုတာလူဘုံနဲ့နတ်ဘုံပေါ့နော်ကောင်းတဲ့ဘုံဆိုရင်လူဘုံနဲ့နတ်ဘုံအဲ့လူဘုံနတ်ဘုံကိုသူတခါပဲပြန်လာတော့မယ်ပြန်လာတယ်ဆိုတာလူဘုံနတ်ဘုံမှာပြန်မွေးရမယ်ဆိုရင်တခါပဲမွေးတော့မယ်နောက်ထပ်လူဘုံနတ်ဘုံဒီလိုကာမဂုဏ်အာယုန်တော်ထဲမှာတွေ့တာမှုတွေအာကြီးတဲ့ဘုံမျိုးကိုသူမလာတော့ဘူးဆိုတော့အဆင့်ရောက်သွားတဲ့ပုဂ္ဂိုလ်မျိုးကိုတက္ကရာကံလို့ခေါ်တယ် မှန်ပါဗျာ အနာခံလို့ဆိုတာအနာခာမိဆိုတဲ့စကားလုံးကနေရတာအနာဂါမိဆိုတာနအာဂါမိမလာတော့ဘူးဆိုတဲ့အဓိပ္ပာယ်ခုနတုန်းကပုဂ္ဂိုလ်ကတက္ကရာကံကတစ်ချိန်လာတယ်အနာဂံကျတော့လုံးဝမလာတော့ဘူးသူကတရားနဲ့ပြောမွေးတဲ့သမထကျင့်စဉ်အောင်မြင်ပြီးတော့သမထတရားဝိပဿနာတရားတွေနဲ့နေနိုင်တဲ့ပြမဘုံမှာပဲနောက်ဆုံးမှာပြမဘုံတော်မှာပဲလုံးဝစင်ကြယ်တဲ့သုဒ္ဓဝါဒ၅ဘုံလို့ဆိုတဲ့ မှန်ပါ သုဒ္ဓဝါဒဘုံနေမှာပဲသူကဖြစ်မယ်လူဘုံမှာလည်းအနာဂံအနေနဲ့ဖြစ်နိုင်တယ်ပေါ့နော်သို့တော့သူ့အနေနဲ့ဘဝမှာဒီအနာဂံဘဝနဲ့သိဆုံးလို့ရှိရင်တော့သုဒ္ဓဝါဒဘုံမှာဖြစ်မယ်ပေါ့ မှန်ပါဗျာ ကာမဘုံကိုဘဝတစ်ခုအနေနဲ့ဘယ်တော့မှပြန်မလာတဲ့ပုဂ္ဂိုလ်ရဲ့အဆင့်ဘာကြောင့်ပြန်မလာတော့ဆိုရင်ဒီပေါ်မှာလုံးဝတန်ရောစဉ်ပြတ်သွားပြီလို့ပြောတယ် မှန်ပါဗျာ ကာမရာဂလို့ခေါ်တဲ့ desire for sensual pleasure ဒီကာမဂုဏ်အာယုန်ဒီပေါ်မှာလိုချင်တတ်မဲ့တဲ့ရာဂသူမှမရှိတော့ဘူး
တတ်မဲ့တဲ့ရာဂမရှိသည့်အတွက်ကြောင့်မုန်းတီးမှုအလိုမကျမှုဆိုတာလည်းသူမှမရှိတော့ဒါကြောင့်မို့ကာမရာဂပြပါရသူမှလုံးဝမရှိတော့သည့်အတွက်ကြောင့်ဒီကာမဘုံကိုပြန်ရောက်နိုင်တဲ့အကြောင်းတရားတွေသူကဖယ်ရှားပြီးသားဖြစ်သွားတော့ဘယ်တော့မှပြန်မလာဘူး non returner ဆိုတဲ့အတိပ္ပယ်နဲ့အနာဂံလို့ခေါ်တာနော်အဲ့ဒီအဆင့်နောက်တစ်ခုယဟန္တာဆိုတာကြတော့သူကကိလေသာအာသဝတွေလုံးဝကင်းသွားတဲ့ရှင်ထဲမှာလုံးဝရှင်းသွားပြီအတိညာဏ်ကိုကာကွယ်တဲ့ညှဉ်းနှွမ်းစေတဲ့ဆုတ်ပိတ်တတ်တဲ့ကိလေသာတွေပူလောင်စေတတ်တဲ့ကိလေသာတွေအားလုံးဒုက္ခပေးတဲ့ကိလေသာတွေလုံးဝရှင်းသွားပြီအဲ့ဒီလုံးဝရှင်းသွားပြီရှင်ထဲကကိလေသာလုံးဝပြောင်းစင်အောင်ရှင်းသွားနိုင်တဲ့ပုဂ္ဂိုလ်တော့အရဟန္တလုံးဝပူဇော်တိုက်တဲ့လုံးဝသန့်စင်တဲ့ပုဂ္ဂိုလ်လို့ဒီအိဗယ်နဲ့ခေါ်တာသောတာပန်ဖြစ်သွားလို့ရှိရင်အပယ်လေးပုံကိုမရောက်တော့အပယ်လေးပုံကိုသူကြော်လွှားနိုင်ပြီပေါ့တဂရကံဖြစ်လို့ရှိရင်ဒီအပယ်လေးပုံကြော်လွှားပြီးကောင်းတဲ့ပုံတောင်တစ်ချိန်ပဲပြန်လာတော့မယ်ဆန္ဒရှိတဲ့အနေအထားမျိုးရောက်သွားတယ်အနာဂံဆိုတာကြတော့ကာမဘုံတွေအလုံးလူဘုံနတ်ပြည်6ထပ်ခုနအပယ်လေးပုံကတော့အစရရှင်းပြီးသားဖြစ်သွားပြီအဲ့ဒီကောင်းတဲ့ဘုံတွေတောင်မှပဲပရိသေဘဝတစ်ခုအနေနဲ့ပြန်မလာတော့ဘူးလို့ဆိုလို့တယ်မှန်ပါဗျာဖျားဘူးတရားနာပြန်မလာတာပြောတာမဟုတ်ဘူးဘဝတစ်ခုအနေနဲ့ပြန်မမွေးတော့ဘူးလို့ဆိုလို့တယ်နော်အဲ့ဒါနာကယဟန္တာပုဂ္ဂိုလ်ကြတော့ဘယ်ဘဝမှမမွေးတော့ဘူး30ဘုံလုံးကလွတ်သွားတယ်အဲ့ဒီလိုအရိယဆိုတာမြင့်မြတ်ဖြူစင်တဲ့ပုဂ္ဂိုလ်လို့အဓိပ္ပာယ်ရတယ်ရှင်ထဲကအဆိုးတရားတွေအသိဉာဏ်ကိုပိတ်ဆို့ရတဲ့ကိလေသာတွေအဲ့ဒါတွေကိုလုံးဝအဆင့်လိုက်ရှင်းသွားပြီရှင်းသွားနိုင်တဲ့ပုဂ္ဂိုလ်သူမြတ်တွေကိုအရိယာလို့ခေါ်တာပဲဖြစ်တယ်နော်အဲ့ဒီလိုရှင်းသွားခြင်းဟာအမှန်တရားကိုသိမြင်မှုကြိုးစားအထောက်ခြင်းနဲ့သက်ဆိုင်မဂ္ဂင်၈ပါးအကျင့်လမ်းကြောင်းအတိုင်းပဲတကယ်ကျင့်ကြံကြိုးကိုအထောက်သွားလို့ရှိရင်အသိဉာဏ်တွေရပြီရင်ထဲကအဆိုးတရားတွေကိလေသာတွေအလုံးရှင်းသွားနိုင်ဒီအဆင့်ကိုရောက်တယ်စိတ်မှာလုံးဝအငြိအကျေးကင်းသွားလို့မြင့်မြတ်ဖြူစင်တဲ့ပုဂ္ဂိုလ်ဖြစ်သွားပြီဘယ်တော့မှမပြောင်းလဲတော့ဘူးသူတို့ရဲ့ဘဝတွေဟာတည်ငြိမ်သွားပြီဒီကိလေသာတွေကဘယ်တော့မှနောက်ချောင်းပြန်ပြီးတော့အလားနိုင်တော့ဘူးသူတို့ရင်ထဲမှာအဲ့လိုထာဝရဖြူစင်သွားတဲ့ပုဂ္ဂိုလ်မျိုးတွေကိုအရိယာလို့ခေါ်တယ်နော်မှန်ပါဗျာအဲ့ဒါဆိုလို့ရှိရင်သောတာပန်ဖြစ်တဲ့လူသရဂံဖြစ်တဲ့လူအနာဂံဖြစ်တဲ့လူယဟန္တာဖြစ်တဲ့လူကသူတို့အဲ့အဆင့်တွေရောက်နေမှသိနိုင်မှာလားရှင်ဗျာသိနိုင်ပါတယ်သိနိုင်တယ်ဆိုတာကျင့်ကြံပွားများအထောက်မှုနဲ့ပတ်သက်တာဖြစ်သောကြောင့်ဒီသိနိုင်တယ်သို့တော့သူ့ရင်ထဲမှာကိလေသာကင်းနေတော့ဟိုကမယ်9နှစ်သမီးလေးသောတာပန်ဖြစ်တာရှိတယ်အပ္ပဒံပါဠိတော်တွေထဲမှာ9နှစ်သားလေးယဟန္တာဖြစ်တာလို့ရှိတယ်ပေါ့နော်အလုံးကိုငယ်တော့သူတို့ရင်ထဲမှာဒီနာမည်တွေတတ်သည်ဖြစ်စေမတတ်သည်ဖြစ်စေသူတို့ရင်ထဲမှာအစိုးတရားတွေမရှိဘူးဆိုတော့သူတို့ခံစားရတယ်မှန်ပါဗျာသူဘယ်တော့မှဒေါသမထွက်ဘူးသူဘယ်တော့မှလောဘတက်မဲ့တဲ့လောဘတွေသူမှမရှိတော့ဘူးဘယ်တော့မှမုန်းတိမှုဒေါသတွေသူမှမရှိဘူးအလုံးဟာဘဝအကြောင်းနဲ့စဉ်းစားလိုက်ရင်ဓမ္မအကြောင်းနဲ့ပတ်သက်လိုက်သူရင်ထဲမှာရှင်းနေလို့တွေ့ဝေးနေတာတွေမရှိတော့ဘူးဆိုတဲ့သူစိတ်အနေထားကိုတော့သူသိတယ်မှန်ပါဗျာသေချာသိနိုင်တယ်ပေါ့နော်သိနိုင်တဲ့အခါသူအဆင့်သတ်မှတ်တဲ့အခါမှာဒီဥပဒကတွေကမြတ်စွာဘုရားလက်ထက်ကသူတို့ပဲဆင့်ဆိုတာမျိုးသူတို့ကိုယ်တိုင်ပြောကြတယ်သူတို့မှာကာမဘုံကိုပြန်လာဖို့တန်ရောစဉ်ဆိုတဲ့နှောင်ရိုးတွေသူတို့မှာမရှိတော့ဘူးလို့ပြန်ပြောလို့ရှိကြတယ်အမကုန်းအာယုန်ဒီပေါ်မှာလိုချင်တတ်မဲ့တဲ့တဏှာဆန္ဒတွေလိုတာကိုမရလို့အလိုမကျဒေါသဖြစ်တာတွေဒါတွေသူတို့မှာမရှိတော့သည့်အတွက်ကြောင့်ကာမဘုံနဲ့ပတ်သက်တဲ့တန်ရောစဉ်တွေသူတို့မှာကုန်းနေတယ်ဆိုတာကိုယ်မှာတန်ရောစဉ်ရှိတယ်မရှိဘူးတတမှုရှိတယ်မရှိဘူးဆိုတာကိုယ့်အကိုသိတယ်ပေါ့နော်အဲ့လိုသိသွားသည့်အတွက်ကြောင့်သူတို့ရဲ့အခြေအနေအဆင့်ကိုသူကသူသိနိုင်တယ်လို့ပဲပြောရမှာမှန်ပါ